အားလုံးပဲမင်္ဂလာပါမဲဆောက်မြို့မှာဒူရင်တီဘူဖေးရရင်ကောင်းပါပဲဆိုတဲ့သူတွေအတွက်မဲဆောက်မြို့မှာပထမဦးဆုံးရက်အနေနဲ့ဒူရင်တီဘူဖေးအဝအစာအကြိုက်စားရောက်လို့လာပါပြီဒူရင်တီတွေအပြင်သူကတခြားသောအစားအစာတွေလည်းရတယ်နော်တခြားသောအသီးနှံတွေရောထမင်းတွေရောအစုံစားလို့ရပါတယ်ဒီနေရာလေးကတော့ဒူရင်တီခရိုင်ပုံမှန်ရောက်နေတဲ့လမ်းတရက်၄စုံမှာရှိတဲ့နေရာလေးပေါ့နော်ဒါကျမတို့စားထားတာအစပဲရှိသေးတယ်အများကြီးပဲဒီနေ့စားလိုက်ပါတယ်ဆိုတော့တချို့တော့အရာတွေဆိုတကယ်ကိုအေးရဒူရင်တီတွေနော်တကယ်ကိုလက်တပွားစားလောက်ရှိတဲ့ဒူရင်တီတွေကိုလည်းဒီညမှာအဝကြိတ်ခဲရပါတယ်ဒါကြောင့်ဒူရင်တီကြိုက်တဲ့မိတ်ဆွေများနောက်ထပ်2ရက်ရှိပါသေးတယ်တယောက်ကို333ဘတ်ထင်းနဲ့အဝစာအကြိုက်စားလို့ရပါကြောင်းဒီဗီဒီယိုရနေတဲ့စစ်ပြောကြားပေးချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်